mastering the consonant sounds နောက်ဆုံး unit ဟုတ်တယ် C နဲ့ sh ပေါ့နော် sh sounds ဟုတ်တယ် C she su shu sip ship s ash su show puss push save shave cease sheath sack shack alright နောက်တစ်ခုကဆိုတာကြောင့်သူ့ကို stress တဲ့အတိုင်းမဟုတ်ဘူးပေါ့သူကိုယ်တိုင်က SION ရဲ့အပြင် SUAL သူက suffix တွေဟုတ်တယ်ပေါ့နော် SION vision sure as measure နောက်တစ်ခုက SUAL casual AGEပေါ့နော် occasionally collision television pleasure measure measure မ pleasure လည်းမဟုတ်ဘူးမဟုတ်ဘူး pleasure measure casual casualty usually and an unusual collision massage garage massage နော်နောက်ဆုံးတစ်ခုကကျတော့ရရဲ့အတန်ရပေါ့နော် joke yoke juice use jam yam just yes years jet yet ပေါ့နော်ဒါကကျတော့ဒီ unit 7နဲ့8နဲ့ကကျတော့ရှင်ပြီးတော့ကျွန်တော်ကပြောခိုင်းမဟုတ်တယ်ပေါ့နော်ငါတို့တွေ့ကြအချိန်မှာကျတော့အားလုံးကိုပြထားပြီးတော့အဲ့ဒါနဲ့တန်ပြီးတော့ပေါ့နော်အားလုံးကိုတန်ရှင်းစီကံရှိနဲ့ပေါ့နော်အတန်ထွက်မှန်အောင်ပြောချင်တာပါပြီးရင်ပြောခိုင်းမယ်နော် alright